ဘယ်နဲ့လဲဆိုတော့မဆက်ရှိကစားမဆက်ရှိကမဆက်ကဲငေါကောင်းနေပဲဆုံးသက်တာနော်ကဲပွဲစပါနော်လက်ဩပါပြိုင်ပွဲအခွေဒီ28ကနေ4ရက်နေ့ထိနော်ကဲကိုချိုးစားပြပါမကတော့လက်ဩပါနော်ကဲကိုချိုးခွေထားတယ်ကြားတယ်ဗျာကဲ1 lap ဖြစ်သွားရနော်ကိုချိုးကြီးနဲ့ငေါတော့တမတ်ဆရခဲ့ပြီ1 lap ပါကကြီးကညီလေးဝင်ကြီးဌာနပွဲဆော့တယ်နော်ကကြီးတို့ကထပ်ခွေထားတယ်ဝင်ကြီးဌာနပွဲကကျွန်တော်နောက်လာ4ရက်ကနေ4ရက်နေ့ကနေတပတ်ထိလာမယ်နော်တပတ်ကစားမှာဆိုတော့လောလောဆယ်တော့ကချီတို့အခုပဲလေးတော့မလာနော်ကဲငေါပုတ်ထားတယ်တမတ်ဟိုဘက်ကကိုကျော်ကြီးနဲ့ငေါတမတ်စီနော်ကဲ2-1မှာကဲကျွန်တော်ရှိမှာတခြားနဲ့ထပ်ပေါက်တယ်3-1မှာဟောဘက်ထောင်ရှိရဗျာငေါဘတ်ထောင်ရှိရဲတဲ့ကိုကြီးကြီးဆက်တဲ့ပေးပါကူနော်ကဲနားတယ်ကောင်းတယ်ဗျာနော်မဲဆောက်စီးတဲ့တော့ရှိရတယ်နော်အဲ့ဒီဒီမစင်ရဒီဆက်တော်လာတယ်နော်ကဲပတန်ဘတ်ထားတယ်ဆိုမကတော့3-1မှာနော်3 မှတ်1မှတ်ပါဒီဘက်က3မှတ်ဟိုဘက်က1မှတ်ပါနော်ကဲမိတယ်ဗျာပတန်ကဲပတန်လေးတိုက်ပြီနော်တာတော့တူတာပါလို့ဗျနော်ကဲ4-1မှာနော်ကဲကိုကျော်ကြီးကပတန်မမီလာနော်1-4ပါဘယ်ကွင်းလဲဆိုတော့ရွှေကုတ်ကိုကွင်းပါပါနော်ညီလေးဝီရိုမူရွှေကုတ်ကိုကွင်းပါခဲ့တကောင်းတယ်ဗျာနော်တာယာဘတ်ထားတယ်ဆိုတော့4-1မှာမကတော့ကြိုက်တော့9ပေခတ်ချင်တာတဲ့ငေါနဲ့ဆက်ပေးလိုက်ကြပါတဲ့ပြင်ပွဲခွန်းလာဟုတ်တယ်ကိုပကံပယ်လေးဟုတ်ပါတယ်ပြင်ပွဲခွန်းပါဒီကောင်းဆန်းဆန်းတာနော်ခုနကဂျူးနဲ့ငေါတော့ကျွန်တော်မေးကြည့်တာနော်သူတို့ဟိုကြိုင်းနဲ့ကောင်းကောင်းတော့ပိုက်6ပေ3အဲ့လောက်ပြီးတော့သူတို့ဆော့ပေးမယ်လို့တော့ပြောတယ်နော်စပ်ပွဲတွေပေါ့နော်တကယ်လို့ဆော့မယ်ဆိုတော့ပထမဆက်ရဖမ်းနေမကြမလို့ဘူးတဲ့ဟုတ်ကဲ့ပါ4-1မှာနော်4 မှတ်1မှတ်ပါတယ်ထုတ်ထားတယ်ပိုက်မကြုံနော်စပ်ချိန်မှာမကတော့1-4ပါဘုဘကဘသူတွေလဲဆိုတော့ကိုကျော်ကြီးနဲ့ဟိုပါနော်ငါဩပါသူတို့အပိနေတယ်ဟုတ်ကဲ့ပါကဲဝေးတယ်ဗျာ1-4ပါနော်ဟုတ်ကဲ့ပါနော်ကိုဖေးကိုပညာပွဲမရှိဘူးလားရှိမယ်ဦးဖြိုးထိတ်ကဲပေါက်တယ်နော်2-4ပါဘာကတော့ကိုကျော်ရဲ့ငေါရဲ့2 မှတ်ဒီဘက်ကတော့4 မှတ်ပါကဲဂျာတင်လေဒီဘက်တာကောင်းတယ်ဗျာတက်စကောင်းနော်ကြောက်ပါတယ်နော်တတနဲ့ငေါတွေ့ထိုင်းနည်းဆော့လို့ရတယ်ဟုတ်ကဲ့ပါကိုဆောင်ကိုဇေယျဦးကြီးကဲကောင်းတယ်ဗျာစပ်ချင်းမှာတော့မကတော့2-4ပါ2 မှတ်4 မှတ်ပါဟုတ်ကဲ့ရတယ်ဟုတ်ပါတော့ကပတန်တင်ထားတယ်နော်တက်ကောင်းပါပြန်ပွဲဘယ်နေ့စမှာလဲဆိုတော့ဦးလေးဖြိုး28ပါနော်28ကနေ4ရက်နေ့ပါ4ရက်နေ့ကတော့ဘောစီသမီမွေးနေ့ပေါ့နော်ကပေါက်ပါနော်က5-2နော်5 မှတ်2 မှတ်ပါတူတာရဲ့ပတရဲ့9 မှတ်နော်ဒီဘက်ကကိုချောင်းကြီးနဲ့ငေါတော့2 မှတ်ပါကငေါတင်ကိုကောင်းတယ်ဗျာနော်ခေါင်းကွက်လေးနော်ကချင်နဲ့ဘယ်လေးဖြစ်လာညီလေးလောဆိုတော့မဖြစ်တော့တယ်နော်တူတာလည်းပြောဒီလတလကျော်လောက်မှဆော့နောက်လာ10ရက်နေ့15ရက်နေ့လောက်မှပဲဆော့ဖြစ်မယ်ပြောနော်ဘာလို့လဲဆိုတော့ကချီတော့ဝင်ကြီးဌာနပွဲဆော့နေကြတယ်နော်ဝန်ကြီးဌာနကနောက်လာ4ရက်နေ့စမှာနော်ပွဲဖြစ်ဖို့ဝေးပါတယ်နော်ခုနပေမဖြစ်ဘူးလားဖြစ်လိမ့်မယ်နော်ခုနပေတော့မဖြစ်လောက်နော်6ပေ3လောက်တော့ဆိုတော့တကြိုးတို့ဆော့ပေးမယ်ပြောနော်တကြိုးနဲ့ငေါဆော့ပေးမယ်လို့ပြောတယ်ကျွန်တော်တော့မေးကြည့်ထားပေးတာပါနော်ကဲပေါက်တယ်ဗျာပတန်ဟုတ်ပါမလား
72ဖြစ်သွားနော်ခုနမှတ်2မှတ်ပါဟုတ်တယ်ကိုထမ်းနေရနော်ကျေးဇူးပါခုလိုပြချပေးလို့27မှာကိုတောင်းတော့မလောင်းလားမလောင်းတော့ညီလေနော်ပြန်ပွဲနေတော့မပြောတောင်းနော်လောလောဆယ်တော့မရသေးတူတာကောင်းပြီးသားပါတဲ့တူတာညံ့လို့ရှုံးတာကကြတယ်ဗျာနော်မဟုတ်ဘူးတဲ့ဟုတ်ကဲ့ပါကိုကောင်းတယ်နော်ဆိုတူတာလည်း training ပြန်လုပ်နေတယ်ပြောနော်ဒီမောကောင်းစားပြပါပတန်ပေါက်တယ်ဗျာနော်မတ်တက်ပါတယ်37မှာနော်3မှတ်9မှတ်ပါကိုကျော်ကြီးရဲ့ငေါ်ရဲ့3မှတ်ဒီဘက်ကတူတာတော့9မှတ်ပါမောစားပြပါပတန်အောင်ခုထားတယ်ကောင်းတယ်ဗျာနော်ဘယ်လေးကရောကိုခုပြိုင်ပွဲပဲလားပြိုင်ပွဲမလောင်းတော့ညီလေးကိုဟင်းရေနော်ဘယ်လေးကခုပြည်နယ်နဲ့တိုင်းပွဲဆော့နေပေါ့နော်ပြည်နယ်တိုင်းပွဲ3ရက်နေ့ထိလာမှာနော်တော့ပွဲမလာဖြစ်လာဘူးနော်ဘသူကွင်းလဲဆိုတော့ဒါရွှေကုတ်ကိုဝီတော်မူချင်းကွင်းမှာပါခုနပေတူတာကောင်းကောင်းကြားဆက်ပေးကြည့်လေကိုကြီးโอเคပါနော်ညီလေးဒါပေမဲ့တူတာကိုမေးကြည့်တယ်သူမဆော့လို့ပြောနော်သူကဟိုကကြီးလို့ပွဲပြီးမှပဲသူဆော့မယ်ပြောတယ်နော်အဲ့ဒီဆက်ပွဲကိုမဆော့ကြည့်သေးဘူးတဲ့နော်ဒါဟိုအကြမ်းမှာပဲဆော့မယ်ကျောင်းသားတော့မလာလာမယ်ညီလေးနော်သူတင်ပေးမယ်နော်ဖေဖေမေမေချစ်တော်သားရေနော်တင်ပေးမယ်ဟိုဟာဘသူတွေလဲပေါ့နော်တူတာလို့ပြောတာဘသူတွေပါတယ်ဆက်သဖြင့်ပေါ့နော်ပွဲတော့ကောင်းပဲနော်ရှုပ်ကိုပွဲလဲတာတူတာလုံးထုတ်ထားတယ်ကောင်းတယ်ဗျာ73ပါနော်9မှတ်3မှတ်ပါအဲ့တော့ပဏ္ဍထိုင်းတက်မယ်ဟုတ်လားတဲ့ကျောင်းမောင်တို့ပွဲရောက်ပြီလားမရောက်သေးဘူးတော့ဒီနေ့မှဆင်းလာမယ်ကြားနော်ကျောင်းမောင်တို့ကထွင်းငယ်လားထွင်းနယ်လားနော်အဲ့မှာသူတို့ဝင်ကစားမယ်ဆိုစကုတ်ကိုပြုတ်ကန်အသင်းလို့ပြောအောင်ပေါ့နော်73ပါဗောနော်မှတ်ကတော့ကျွန်စောတဲ့တက်တာသွားပြီလေဟုတ်ကဲ့ပါနည်းနည်းတော့နားရမယ်ဟုတ်ကဲ့နော်ပြိုင်ပွဲ3-3တော့အနိုင်5ပွဲပါသူကကချီနေမှရမယ်ဟုတ်ကဲ့ပါလာခဲ့မယ်ကိုကြီးဟောပြီးဖြစ်လာခဲ့လေနော်လာလို့ရပါတယ်နော်ကိုဖြစ်လည်းမတွေ့ရကြရနော်ဖြစ်ဘယ်သူနဲ့ထွက်လဲကျွန်တော်ညချမ်းမှလာနေမယ်ဖုတ်ခန့်ကျင်တော့လာမသိဘူးတော့ဒီလေဖုတ်ခန့်ချင်လာမင်္ဂလာပါတခါပဲဆောက်တယ်ကျမပါဆိုဟုတ်ကဲ့ပါတင်မဆရာတော်နော်တောင်မတော့မခတ်ဘူးလားမပြောတတ်သေးတော့ညီလေးချမိုက်ပြောင်းနေတယ်ချမိုက်တော့လာမယ်ကြားနော်ကဲတူတာဂုံလေးနဲ့ကောက်ထားတယ်ပတန်တူတာအောင်းနေဗျာကဲ73ပဲနော်မကတော့9မှတ်3မှတ်နော်ဒီဘက်က9မှတ်ဟိုဘက်က3မှတ်ပါကဲပေါက်ထားတယ်ဗျာဘသူဘာပြောရဲကျွန်တော်အဲ့တော့ပတန်ချိုက်ဆုံးမယ်ဟုတ်ကဲ့ပါကိုကြီးဘလောက်လဲဆက်ကိုဒါဝါလောက်ပဲဖြစ်မယ်သားလေးနော်2200လောက်ပဲဖြစ်မှာနော်ညီလေးကိုထက်နေတဲ့ပီတူဆိုကြီးခတ်လို့ရလားအမတိကတော်လို့ရလားစစ်စစ်ရှိလားအမတိကဘယ်တောင်းဆက်မလောင်းလားတောင်းဆက်မလောင်းတော့ညီလေးတောင်းဆက်ကဝင်ကြီးကနာပွဲဆော့ပါနော်ပြီးပါလားကဲချမိုင်းလိုက်ခုနပေချလို့ရကြာရင်တော့ခဲ့ပါဆိုတော့ဘေးကြီးပါညာကစားခြင်းနေဆိုတော့ကိုဝေးရှိမယ်ရက်ထအောင်ရှိမယ်နော်နောက်တခြားလူတွေလည်းရှိလိမ့်မယ်နော်အဲ့မှာကျွန်တော်တို့ဆော့လို့ရတယ်ဒီကယူရဒီဘက်ကတော့အနိုင်5ကတော့တာနော်ဘေးကြီးတွေနဲ့ကစားကြတာရားတယ်ကျွန်တော်တို့ဘေးကြီးမလုပ်ဘူးဆိုတော့အဲ့ဒါလေးတော့နားလဲပြီပါနော်ကျွန်တော်တီးတဲ့လူတွေတော့ညွှန်ပေးတယ်ပေါ့နော်ကဘလူးမလောင်းတော့ညီလေဟုတ်တယ်ပြန်ခွင့်ဒီခွင့်ပါပါလေကြကောင်းတယ်ဗျာပြန်မှကတော့47ပါ4မှတ်9မှတ်နော် passport နဲ့ပြန်ဆင်းလို့ရတယ် blue sky passport နဲ့ဆင်းလို့ရတယ်ဒါပေမဲ့ဟိုဘက်ဒရာဘကမထွက်နဲ့ပေါ့ထွက်ပြရင်တော့ဝင်ဖို့ခက်သွားလိမ့်မယ်နော်အခုလို့ကျတော့ရွှေကုတ်ကိုဘက်ကနေလာလိုက်တာအဲ့လိုမျိုးအဲ့လိုပေါ့နော်ရွှေကုတ်ကလာလိုက်တယ်ပေါ့ပြန်ပွဲချောင်းသားတော့ပါမယ်နော်ကွန်မန့်ထိုက်ချောင်းသားတော့ပါမယ်ကောင်းတယ်ဗျာနော်47မယ်နော်မှတ်ကတော့
အခုရွှေကုတ်ကိုကွင်းမှာပါနော်ရွှေကုတ်ကိုအရင်ပြီးခဲ့နှစ်ကဝိတော်မူခပ်လောက်သွားတဲ့ကွင်းလေနော်ကဲတူတာကဲမတ်တပါတယ်5-7ဖြစ်သွားနော်ကိုကျော်ရင်ငါမှတ်ဘာက9မှတ်ပါပတန်ခေါင်းလေးကဟုတ်ပါမလားဟုတ်ကဲ့ပါခွေထားတယ်ပတန်တင်ထားပြီကဲတူတာပုတ်တာနော်7-5ပါနော်စကုတ်ကိုမလာဟုတ်တယ်ညီလေးစကုတ်ပါနော်ကိုချင်းလေးညီလေးကြီးကြေးရလေကြီးကြေးရဘယ်လိုပြောမလဲအဲ့ဒီဘေးချင်းလောက်တဲ့လူမင်းမှာပဲရမယ်နော်အခုရှိမှာတော့မရှိဘူးလေနော်အခုမလုံလို့နော်အခုလုံတော့တာဘေးချင်းကိုအကောက်လွတ်ပဲလုပ်နေမှာနော်အကုန်လုံးနောက်ပြီးဆယ်ကားဆော့တဲ့လူဆိုအဲ့လိုမျိုးနော်ဘေးချင်းလောက်လည်း900ခိုင်နှုန်းလောက်ပဲနော်ဆယ်ကားလာဆော့တဲ့လူဆိုအလကားတစ်ခါလောက်လုပ်နေနော် discount တွေပဲချပေးလိုက်စီစဉ်နေရောစီစဉ်နေကျွန်တော်ထုတ်ရတာတော့ကြော်ကြီးကောင်းတယ်ဗျာနော်နောက်ကိုနော်ဆိုတော့အမကတော့9မှတ်9မှတ်နော်တိုင်ပွဲက28ကနေ4ရက်နေ့ထိနော်ညီလေးကက်တာဆုံးတတ်တာတယ်အဖို့ဘယ်လေးလာပြလားမလာပြဘူးနော်ညီလေးအဖို့ဘယ်လေးပြည်နယ်နဲ့တိုင်းပွဲစော့နေပါတယ်ကဲငေါဆုံးတတ်ထားတယ်စားပချင်နော်မကတော့9မှတ်9မှတ်ပါမြို့ပွဲလွှင့်ပေးလို့ကျေးဇူးပါကိုကြီးပြောနေတာဟုတ်ကဲ့ပါညီမလေးရပါနော်ကိုတက်ဖိုက်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ချင်းနဲ့ဂွေးပတ်လို့ကြားတယ်မလာဖြစ်တာဟာစိုးနေနော်အဖို့ပဲလေးမလောင်းတော့ညီလေးဒီနေ့တိုင်းပွဲရှိနေကဲ5-7ပါနော်ကိုကျော်ရ9မှတ်ဒီဘက်က9မှတ်ပါမြန်မာပြည်မှာဟုတ်ပါနော်မြန်မာပြည်ထိုင်းနယ်ဇက်နော်မြန်မာနဲ့ထိုင်းနယ်ဇက်လို့ပြောမှာပါနော်တူတမြန်မာပြည်မလားကိုနေတာတော့မဲဆောက်မှာပါနော်ရွှေကုတ်ကခက်ကောင်းတယ်ဗျာနော်တူတတဲကန်ဆယ်ပြီးတော့ပုတ်တာနော်7-5ပါဒီရွှေကုတ်ကိုကြတော့ကျွန်တော်မြောက်ရီခရိုင်နဲ့ပါသွားတာပေါ့နော်ဒါမြောက်ရီမြောက်ပိုင်းလို့ပြောတယ်မြောက်ရီမြောက်ပိုင်းဟိုဘက်မှာတိုက်တောင်ပိုင်းပေါ့နော်ဒါဒီဘက်ကတော့မြောက်ရီမြောက်ပိုင်းနော်ကိုကျော်ကြီးတွန်းထိုးထားတယ်ကောင်းတယ်ဗျာနော်ငေါကရင်မကဂျွေနော်5-7ပါပဲနော်သူတော့လေကြည်အားမရပြော့နေရောအဲဒီသူ training တွေလုပ်ထားတော့လေနော်ဘယ်လိုပြောမလဲ training နည်းနည်းဟိုဖြစ်တယ်ပြီးအဲ့လိုပြောအောင်နော်ပုံမှန်ဆို training လုပ်ပြီး1နှစ်လောက်နားပြီးမှနောက်ရက်ဆော့တာကောင်းတယ်နော်အဲ့လို training စတိုက်ဆော့ပြီးဟိုလုပ်ပြီးတော့မှရှင်းဆော့တယ်ကစားဘယ်လိုပြောမလဲအားကုန်ပြီနော်မနေ့ပိုင်းမှာ training တွေလုပ်ထားတယ်ဆိုတော့ဖုတ်ခတ်ချင်းဘောကြလို့ခီးထွက်တာနားထားတယ်ပြောတာဟာမွေးစားသားလေးပါဟုတ်ကဲ့ပါညီမလေးညီမလေးအကိုဝင်းကွန်းနဲ့တွေ့ရနော်ကိုရန်ကုန်ဆိုတာလေသူပြောပြတာညီမလေးကသူ့ရဲ့ဟိုပါလဲညီမဝင်းကွဲလို့ပြောတယ်နော်အဲ့ဒါချင်းပွဲတွေဘယ်ကကြည့်ရမလဲဆိုမေးနေတယ်လို့ပြောတယ်ငါကသူ့ရဲ့မချခင်တော့မဲ့ရောက်ပါလားပေါ့နော်အဲ့လိုဖြစ်ပါနော်မျိုးခေါ်တော့လေ2200လောက်ပဲနော်ကုစောရေနော်ကုစောညွန့်နော်2200လောက်ပဲနော်ရောင်းလောက်ပြီလို့ကြားတယ်ဟာတိုင်ပွဲဒီကွင်လာဟုတ်တယ်ကိုထူးကြော်ရေနော်ဒါဘသူကွင်လဲကိုဇမင်းရေဒါဟွာလေရှိကုတ်ကိုကွင်လေနော်ဝီယိုမူချင်းကွင်ပါလားနောက်အုံးငယ်လေးတို့လည်းပြိုင်ပွဲလုပ်မယ်ကြားတယ်နော်နောက်ဆယ်လပိုင်းလည်းဒါဟိုမှာကလောမှာနော်ဘာပုံမွေးနေပြင်ရှိတယ်နော်ပွဲတွေကတော့ဆက်နေနော်ကျွန်တော်တို့ဒါ9လပိုင်း10လပိုင်းနော်တစ်နှစ်ပတ်လုံးပဲနော်အဲ့လိုလောက်တာတော့ကောင်းတယ်နော်ဒါဆိုတော့ရာသမားတွေလည်းဘယ်လိုဖြစ်ပြိုင်ပွဲတွေကစားတယ်ဆက်ပွဲတွေကစားတယ်ဆိုနော်သူတို့လည်းဒီကနေရက်ပြီးကြတယ်ဆိုတော့စစ်ကွန်းပါပါနော်ကချီလို့မပေါအောင်နော်ပေါက်တယ်ဗျာနော်စားပေါက်သွားတယ်9-6ဖြစ်တယ်နော်9မှတ်6မှတ်ပါဒီဆိုပြိုင်ပွဲမပါတော့ဘူးနော်ဒီမှာတော့လာတယ်သူနော်ခွေးတော့ဒါသူလာခဲ့တယ်ကိုကျော်ကြီးတို့လည်းလာခဲ့တယ်ဒါပေမဲ့ပွဲတော့မဆော့တော့နော်ယာရီချိုင်တို့စင်မဲ့ကြားလာတယ်ကြားတယ်ညီလေးနော်အေယာရီချိုင်ဆိုတော့ဘယ်သူ့ကိုပြောလဲနော်ကြားမောင်ပြောလား
AR ကြားလေးဆိုတာဩမြောက်မက်ဆော့ကကြားလေးပြောလားမပြောတော့ဘူးသူတို့စဉ်းလားမစဉ်းလားဘူးတသားကြီးပြန်တက်လာပြီလားမပြောတတ်ဘူးညီလေးနော်တသားကြီးဟိုမှာပဲလားဗောနော်ဟုတ်တယ်ကိုခမ်းပြေးဒါဟိုပါနော်ကဲမဲ့ကွင်းပါပဲကဲမကတော့အဲ့စစ်အိတ်ပါဒီကတော့ထုံးထုတ်ထားတယ်အတန်ကဲစစ်9စစ်ပါနော်9မှတ်6မှတ်ပါတဲ့ဒီဘလောက်လဲဆို2200လောက်ပဲနော်ညီလေးတူတာဘယ်သူနဲ့ပြိုင်ပွဲလဲဆိုတော့တူတာပြိုင်ပွဲကျွန်တော်တင်ပေးမယ်လေနော်ဦးစင်သူနော်ဦးစင်သူကျွန်တော်ပိုစတာလေးထုတ်ပြီးတော့တင်ပေးပါဒီကိုရင်ကုန်နီးလာနီးတယ်တခေါ်စားလောက်ပဲဟုတ်တယ်နော်ကလောင်းနဲ့နီးတယ်ကဲငေါ်ပြီးသွားပြီကောင်းတယ်ဗျာကဲအမှတ်တက်ပါတယ် YouTube လွှင့်ပို့ဆင်ပြမယ်တူတာပေါင်ချင်မကြေပဲပြန်ဆောက်ဖို့ရှိလားကိုကြီးအုပ်ဖို့ပဲလေးရောလာမလောင်းတော့ဖို့ပဲလေးကဲကြားတယ်ဗျာကိုကျော်ခွေချင်းနော်ကဲအမှတ်ထက်ရတယ်ဗျာမကတော့8 9ဖြစ်သွားရင်နော်10မှတ်9မှတ်ပါနော်တူတာပေါင်ချင်တော့လောလောဆယ်မဖြစ်တော့ကဲပါသွားရင်နော်ကဲငေါမိထားတယ်ကဲ8 all sorry 9 all ဖြစ်သွားရင်နော်9မှတ်2ဖြစ်သွားပြီကဲနော်ဘယ်နားမှာလဲရှုပ်ကုတ်ကိုခွင်းမှာပါညီလေးနော်ဒီတဟောင်းနေဗျာနော်ဒီ9 all ပါကကြီးရဲ့ဘယ်လေးရဲ့ကပြည်နယ်နဲ့တိုင်းပွဲနဲ့ဟိုဟာဝန်ကြီးဌာနပွဲရှိတော့လောလောဆယ်တော့မဖြစ်ဘူးနော်သူကောင်းကောင်းပေါင်ချင်းလို့လာရင်နော်ကဲမိသွားပြီနော်ကြောက်လိုက်တာအေးဘောလည်းမချတဲ့ဘူးသွားဆောက်ကဲမှတ်တက်ပါနော်သူတို့10မှတ်9မှတ်ပါလက်9ပါနော်ကဲပထမစားပဲပါဥပြောင်မတွေ့မိဘူးညီလေးနော်ကြောက်ဥပြောင်လာဥပြောင်မလာအောင်နဲ့နော်ညီလေးနော်အဲ့တော့ပထမတကယ်မခတ်သေးလို့ဟုတ်တယ်ညီလေးနော်ဥပြောင်စပင်ဆိုင်နေတယ်အဲကြောက်ကြောပြောတာပါနော်ဥပြောင်ကြည့်နေတော့အဲ့ဒါကြောက်ကြောပါလို့ပြောကဲ10မှတ်9မှတ်ပါအတန်ကျော်ကြီးကဲဟောင်းနော်ငေါကောဒီမှာကတော့9 10ပါ9မှတ်10မှတ်ပါကိုကျော်ကြီးစပ်ပါတွေ့ခွေရတယ်ဝေးတယ်ဗျာနော်အနေငယ်နော်ကဲဝေးပြန်ပြီနော်ပတန်လဲကဲ9 10ပါပဲမှတ်ပါတော့ကျော်ဤပါလားဆိုတော့ပေါင်ရှင်လို့ရောက်ပြီလားဆိုဒီညလောက်ဆင်းမယ်ကြားတယ်နော်ညီလေးနော်ကျော်ဤပေါင်ရှင်လို့ဆင်းကြမယ်ကျော်ဤကဆင်းမယ်လို့တော့ပြောတယ်ကဲတူတာတစ်ခါလေးဆုံးတက်တယ်ငေါပင်ရထားတယ်ကဲပတန်ဟောပါပါကဲမှတ်တက်ပါတယ်10 all ဖြစ်သွားရင်နော်10မှတ်တူသွားရင်ကဲကိုကျော်စပ်ပါကျွန်တော်အထစ်တို့ပါလာမပေါင်းတော့ညီလေးကိုအထစ်တို့ဝန်ကြီးဌာနပွဲရှိတယ်ဆိုတော့မစော့ဘူးဒီတော့မှပိုက်9ပြီ30က mission ရဲ့တမားတွေကအနိုင် fight တိတ်မစော့ကြနော်ကျစမတူကနော်ပတန်စားပဲပါပိုက်မကြော်ဘူးကဲ10 all ပဲနော်ဂျင်ကိုတို့လာဆိုလောလောဆယ်မတိသေးဘူးနော်ညီလေးနော်အဖို့ပဲလေးလာပြီးရင်ဒိုင်ကိုကူးတဲ့တန်စကားအကြောင်းဝိုင်းထားမယ်ဟုတ်တယ်နော်ကိုထူအုပ်ထားမယ်နော်အဲ့တော့သစ္စာပြတယ်ဒီလိုပါပဲနော်ချိတက်တာဒီပတန်ထုတ်ထားတယ်တက်ကောင်းတယ်ဗျာကဲတန်အောပဲနော်စင်မတူပဲကိုတက်ကွင်းနဲ့အကုန်ခေါ်လာခဲ့တယ်120တဲ့ခံဆော့ပြီးမြပြောလိုက်ဟာရန်ကြမ်းဝိုင်းနော်ညီလေးဒီမှာ9ချက်တော့မဆော့ကြအောင်နော်ဟိုနော်ကလေးဒီမှာ9ချက်တော့မဆော့ကြအောင်နော်2200အနည်းဆုံးဆော့ကြ2200 1100ပါနော်တယောက်1000လောက်ဆို3000လောက်ဖြစ်သွားနော်စက်ကြီးဘလောက်လဲသူတို့ထုတ်ချင်းမမှန်ဘူးတဲ့ခုပေါက်ချင်းတွေစားမှာโอเคပါခုပဲနော်အခု2200ဖြစ်မယ်နော်ညီလေးနော်ကဲမကတော့10 all ပဲနော်ပတန်ကြော်ကြီး
这不干我那边，我装头啥的，不教育，这高那边，哎呀，十步的，那那里的啦，就那听到那里会挖的喏，အခုဒီပွဲဆိုလဲကောင်းကောင်းလို့ဆင်းမိကြတယ်နော်ဒါပေမဲ့တတနဲ့တော့ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကကြီးတော့မှမလာဘူးနော်အဲ့လိုမျိုးကကြီးသူကောင်းကောင်းနဲ့လည်းစကားပြောဖြစ်တယ်သူနဲ့ပြောတာတော့မဲဆောက်ဆိုသူတို့ဆင်းဆော့ပြီးမိတယ်ဒါပေမဲ့စက်ပွဲလောက်ပဲနော်ငါပဲလောက်အော်ချစ်ကိုရင်းနဲ့ဘူးပတန်နဲ့လားဟုတ်ဘူးကိုလည်းကိုနဲ့နေအောင်လေကိုကနေမလာပါဘူးကြာနှစ်ပွဲတော့အကိုလည်းကိုလည်းကျနော်ကဲဒါကိုရန်ကုန်မှာနော်ရွှေတက်တက်ရှိရနော် ဟုတ်လားပါ ရွှေတက်ကမှတ်မိတယ် တေးပါတော့တေးရဆင်းလာမယ်ဆိုတေးရအတင်းကြောက်နေ ရက်ပူနဲ့ကိုတောင်းပါပဲဟာတရေရရိုင်းနေနော်ကဲမိထားတယ်ကဲဆုံးတက်ထားတယ်နော် ဒီမှာငါ့မှာကြည့်တယ်သူပဲပွဲဆိုရကြည့် ကြည့်တူတူတပတန်တင်လာတယ်မဟုတ်ဘူးနော်ကိုထွေး အားလုံးပဲနောက်ပွဲကျွန်တော်ပွဲရှိရနော် မန်တက်ဆွဲထွက်နေတဲ့ပေါင်ချင်ကိုတဲ့တုံးကိုအဲ့လိုလည်းမဟုတ်ပါဘူးကုစလိုလုံးရေနော်ဒီလိုပါပဲကစားသမားတွေကတော့ခင်ဖို့ကောင်းပါနော်ပေါင်ချင်ဆွဲတာနော်ပေါင်ချင်ဆိုငယ်လဲငယ်ပါတယ်နော်တူတပဲမရှိတော့ဘူးတဲ့ဟောဖိုက်တာလားတဲ့ပြစ်တာလားဟောနှစ်ခုလုံးဆော့တယ်ဝိုင်နော်အညာသားရတာအညာသားအရှိခေါ်လာမယ်နော်ဝဝန်းဒီထိုးလေးဆော့ဖို့နော် ဘုံလေးထိုးပေါက်လာဟဲ့ တူတပါပဲဘယ်ဝိုင်းလဲတဲ့ကိုဖြိုးရတာရှစ်ကုတ်ကိုဝိုင်းပါပါနော်မဘလောက်ဖြစ်တယ်ကျတွဲဩပါနော် sorry ကျွန်တော်မနေလိုက်ဖတ်နေနော်အမကတွဲဩပါဟောခေါင်းစားထိုးရတယ်တူတကိုတင်ကိုကြပါတယ်ကျွန်ကိုကျွေးကောတသိလာမယ်ပြောတယ်ဟောဟုတ်ကဲ့ပါညီလေးကျေးဇူးတင်ပါနော်ဟုတ်ခတ်ချင်းပေါ်ကြတယ်ဟုတ်တယ်ဒီဆိုင်ပါတမ်းပါလောနေပြီ ဟုတ်ကဲ့ပါ blue sky ဟိုကစေယုံတက်လိုက်ရတာလားမသိဘူးနော်အဲ့ဒါကိုပြောကြရတယ်နော်စေယုံတက်လိုက်ရတာတွေ့လိုက်တယ်နော်သိတာ တော့လေဟုတ်တယ်ဟိုမှာဘောင်းမီဝယ်ဖို့နည်းနည်းရှားတယ်ဆိုလို့ဖြစ်မယ်နော်ကဲတွဲသွားပါပဲနော်မကတော့ပတန်စားပြပါကဲပတန်ဖြုတ်ထားတယ်ကျော်ဂုံလေးနဲ့ကောက်ထားတယ်ကျော်ကြီးပဲကောင်းတယ်ကြာနော်အော်လှည့်ထားတယ်နော်ဟုတ်တွဲသွားပဲနော်လာဦးတယ်ဒီမှာခိုင်ဖို့ရှိလို့တကယ်ကိုရွှေကုတ်ကိုခွင်းဝီတော်ဘူးပါနော်စကားပုတ်ထားတယ်ကဲတွဲသွားပဲနော်ကျွန်တော်ပြောပါတယ်ဆိုခုကချင်းတို့လေလာလိုက်ရတဲ့အကြောင်းပြောဘူးပါနော်သူတို့လာဖြစ်မဲ့ထင်ပါနော်လာလို့အရင်လည်းမခက်ပါဘူးတတကဲငေါပြန်မိတယ်ကြရတယ်ဗျာနော်ဂျာတယ်ကျွေးရောပဲနော်ဆယ်မွေးခွန်းလာကိုရုတ်တယ်ဂျူဆော့မလို့နေတယ်လေဆိုတော့ဘက်ကနားရမယ်တော့ကိုဘက်ကကျွန်တော်ပြလေဟာဝါနော်သူဘယ်ဘက်လက်ပန်းလေရိုးတော့မချူကဲကျွေးရောပဲနော်ဆေးဘူးတော့ကျွန်တော်နည်းနည်းပါးပါးတော့ကျွန်တော်နိုင်တော့သူ့ထူလိုက်တယ်နော်ဟိုဒီလိုကုညီခြင်းနဲ့ဘာညာရှိတယ်ဆိုရင်ကျွန်တော်လာမေးလို့ရနော်ဟိုဂျွန်ဆော့ရဲ့ဖြစ်ပေးကျွန်တော်ပြေးပေးမယ်နော်ကြံပြီးသွားပြီတတအတန်ကဲကောင်းတယ်ဗျာနော်မှတ်တတ်ပါတယ်ဟုတ်တွဲပြီးသွားနော်တော့သူကရဲ့ပတန်ရဲ့ဟုတ်ဒီဘက်ကတွဲပါနော်ကြော်ရင်းနဲ့ငါအော်တော့ကျွန်တော်လည်းဘောချဘူးလေကျွန်တော်အဲ့မှာကြော်ယူကောင်းကောင်းလေးစားတယ်ဟုတ်ကဲ့ပါကွနော်ခုကချင်းကဆင်းတက်တာလူစီကိုထည့်လိုက်တာကိုပေါ်ထည့်အဲ့တော့ပတ်စနေလေးပြောသွားရင်နော်ဝီယိုလည်းဒီလားဆင်းလာမယ်ပြောတယ်ကင်းလေးလည်းပိုင်ပြီဟုတ်ကဲ့ပါကိုတက်နိုင်နော်လာတော့ကောင်းပါနော်လိုက်သမားတွေလာတော့ဘယ်လိုဖြစ်ပွဲမြိုင်တာပေါ့နော်အော်ပါလေတတွဲဟုတ်ပါနော်မကတော့ sorry ဟုတ်တွဲပါနော်တပတန်ဟုတ်ဒီဘက်ကတွဲပါဆိုတော့တကယ်လို့ဂျွန်ဆိုဘောနော်စီဘူဘောနော်စီဘူဝါကနည်းနည်းပါးပါးကူညီခြင်းနဲ့ဆိုလေနော်ကျွန်တော် page မှာသူ့ရဲ့ KP ကိုလာတောင်းလို့ရနော်ကျွန်တော်ပြပေးမယ်ကျွန်တော်တော့နည်းနည်းတက်နိုင်တဲ့လောက်တော့သူ့ဟိုအလုပ်ပေးထားနော်ကူညီထားတယ်ကဲငေါပိုက်မကျော်နော်ဆိုတော့လက်ကလေလက်ကဒီနာဒီလက်တန်းလေးတော့ဆိုကြတယ်ဒီလက်တန်းဒီနာမှာဟာပါနော်အဲ့လိုမျိုးတော်ကြီးဟိုဟာဖြစ်နည်းနည်းတော့မှလေကဲနော်ကဲမီနော်တိုင်မ28ကနေ4ရက်ပါနော်ဒီလေးတော်ကြီးထိတ်လာတယ်ကွာဟာကိုရမဆိုဘယ်ကြည့်နေကဲတော်ရဟုတ်ပါကိုကျော်ဆိုင်ပါ
ကဲကိုကျော်ပိုက်မကျော်နော်ဟုတ်ကျွဲပါကဲပတ်တာတင်လာတယ်ကဲနော်ဒီတက်ရသွားပြီကောင်းတယ်ဗျာမကတော့ point ကျွဲဖြစ်သွားပြီနော်ပတ်တာအမှားများလိုက်တာဟုတ်ကဲ့ပါဒီဆိုစီလန်ဖြစ်တော့တဲ့ကိုကြီးဘက်ကိုကျော်ကြီးဘက်ပြုတ်တာဟောသူတို့တွဲမိုံလာပဲရှိတယ်ကိုထားတော့ဟုတ်ကဲ့ပါကိုစီလိုနော်ကိုကျော်ကြီးလည်းပါတယ်ပြောနော်အဲ accident ဖြစ်တော့ကိုကျော်ကြီးလည်းပါတယ်သူလည်းဒူးတွေအခုကျွန်တော်ပြနော်ညိုနေတာနော်ကဲကိုကျော်ကြီးပိုက်ဝေးသွားနော်ကဲ point ကျွဲပါဒီကပြန်မပါလားပါမယ်ကိုမျိုးလေးနော်ဒီကပြန်မပါပါမယ်ကဲပတ်ထိုးရတဲ့ point နော်စုံတမ်းလာချက်ခဲ့အော်ကောင်းတယ်ဗျာလိုက်ဆက်တာနော်မောရတော့မှာတကဆောင်းနေတွဲ point မှာဒီကကချီအုပ်ပဲလေးကိုကောင်းပေါင်းချင်တိတ်ထုတ်ပဲရှစ်ကုတ်ကိုပြောက်လိုက်တာဟုတ်တယ်တောင်းတစ်ထောင်ချင်းလောက်ပဲလို့ပြောနော်ဆက်ပွဲဆိုတော့နော်တကယ်တဲပွဲကြီးကြီးတော့ဟိုမဖြစ်သေးဘူးနော်ကဲကြားချင်းလေးနော်ကဲငေါကဲပတ်ပြီးသွားတယ်ကဲဟာပြီးဆုံးဝိုင်းနော်ပတ်တိုက်နေနော်